မှာချစ်ဆိုတဲ့ narcissistic love တွေကိုချစ်သူကြီးစားရဲ့ထဲမှာအိမ်အောင်တဲ့ထဲမှာလည်းတွေ့ရပါတယ်အိမ်အောင်တဲ့ဆိုတော့ဒါလုံးဝကိုကျေပြည့်တဲ့ခန္ဓာတွေရောက်သွားပြီပေါ့နော်ချစ်သူသမီးစားဘွားတွေမှာတွေ့ရတဲ့အခါတော့ဒီအများဆုံးပြင်ဆင်လို့လွယ်ဆုံးချိန်ပေါ့အဲ့တော့ဒီ narcissistic person တွေရဲ့ love bombing system ကိုသိဖို့လိုတယ် love bombing ဆိုသူတို့ရဲ့ဒီအချစ်တူဟာတွေပေါ့နော်အဲ့ဒါသိဖို့လိုတဲ့အခါမှာကိုဆိုတာပျောက်ဆုံးသွားပြီးတော့လူညွန့်သုံးသွားစေတဲ့အချစ်လို့ဒီမှာပြောတာဖြစ်တဲ့အတွက်သူတို့ဘက်ကနေလည်းကိုဆိုတာပျောက်ဆုံးလာအောင်ပေးဆက်မှုရှိတယ်ဘယ်လိုပေးဆက်မှုတွေလဲဆိုစကားပေါ့နောက်အချိန်ပေါ့နောက်ကကျတော့လက်ဆောင်နော်ဒါတွေနဲ့ဒီ love bombing ကျဲတယ်နော်ဒီ narcissistic person ဒီ narcissism ကိုထပ်သုံးဆွဲနေတဲ့ person တွေကကိုယ့်ကိုယ်လည်း narcissist ကြီးပါလားဆိုပြီးတော့သတိပြုမိနေပြီးတော့မရှိဘူးเนาะဒါပေမဲ့သူတို့ရဲ့ထိတ်ကုန်မှုရဘယ်လိုလာလဲဆိုချစ်သူကြီးသားပေါ်မှာချုပ်ချယ်တယ် narcissist person နေနဲ့ချစ်သူကြီးသားဖြစ်တဲ့သူတွေပထမဆုံးကြုံရမယ့်အချက်ကကိုယ့်ရဲ့အပေါင်းအသင်းကိုသူချုံပြစ်တာပဲကိုကပိတ်ရက်နေနားနေချိန်နေကိုယ်တကယ်ချင်းတွေနဲ့သွားမယ်မိသားစုတွေနဲ့သွားမယ်အဲ့ကမှာ narcissist person ကဘယ်လိုလာမလဲဆိုရင်ကိုကတော့မင်းကိုအချိန်ကြီးပေးထားလိုက်ရတာကိုကတော့မင်းကိုချစ်လိုက်ရတယ်မင်းကတော့သူများတွေနဲ့အချိန်ချုံတယ်လာပြီးရင်သူ့ရဲ့ရှင်းပြအချိန်အားလုံးအစပိုင်းမှာကိုယ့်အတွက်ကြီးပဲအဲ့လိုမျိုးပေးလာတဲ့အခါမှာဘာဖြစ်လဲဆိုတော့ငါ့ကိုအချိန်ကြီးပေးနေဒီလူကငါ့ကိုချစ်ချင်းမြတ်တာပေးနေငါကတော့ဟုတ်တယ်သူပြောသလိုပေါ့နော်တခြားတငယ်ချင်းတွေတခြားမိတ်ဆွေတွေမိဘတွေနဲ့ငါအချိန်ပေးမိနေငါသူ့အချိန်မပေးမိပါလားဆိုတဲ့ guilty စိတ်ဝင်သွားဒီလိုမျိုး narcissistic person တွေနဲ့တွေ့ပြီဆိုရင်သိရမှာတားလို့တမီးတို့အနာမှာသူပဲရှိကြအောင်သူ့အချစ်ကိုဘယ်သူမှမပြီးကြဒီစကားတွေကိုထပ်ခါကြားအောင်ဖြစ်ပါတယ်နောက်တစ်ချက်က love bombing လို့ခေါ်တဲ့လက်ဆောင်တွေလာမယ်နော်လက်ဆောင်တွေလာရဆိုတဲ့အခါမှာချစ်လို့ခင်လို့တစ်ခါတလေတွေ့လို့အမှတ်တရအနေနဲ့ပေးတာမျိုးသတိရလို့ပေးလိုက်တာမျိုးအဲ့လိုလက်ဆောင်မျိုးမဟုတ်ဘူးပေးချင်လို့ပေးနေအမ်းတာနော်အဲ့ခါကျဘယ်လိုဖြစ်လဲဆိုလူဆိုတာလက်ဆောင်တွေကလုံးလုံးနေအားနာပါတယ်နော်အားနာပါတယ်နောက်ပြီးတော့ဒီချစ်ခင်မှုကိုလည်းတန်ဖိုးထားမိသွားတယ်နော်စစ်မှန်တဲ့ချစ်ခင်မှုဆိုရင်ကိစ္စမရှိမှမဲ့အခု narcissistic တွေရဲ့ပုံပြီးကျဲတဲ့ဟာဆိုတော့အဲ့ဒီများတယ်နော်အခုအတက်တော့အချက်သမားတွေလက္ခဏာတွေပြောကြပြီးသွားတဲ့အခါမှာထပ်ပြီးပါဖြစ်နေဆိုပြောပြပေးပါမယ်အဲ့ဒီခါကျတော့ခုနလိုမျိုးအသားဝိုင်းညာနေခွဲထုတ်ခံနိုင်ရတယ်ပေါ့နော်ကိုကကိုအတွက်သူပဲရှိရဲဆိုတော့ကိုကတဖြည်းဖြည်းနဲ့ကိုကလည်းသူ့အတွက်ဖြစ်သွားတယ်နော်အဲ့ခါမှာအားလုံးဘိုင်းဘိုင်းဖြစ်သွားတယ်ကြောခိုင်းလိုက်တယ်အားလုံးကလည်းကိုကိုကြောခိုင်းသွားတယ်နော်ဘယ်သူမှမရှိတော့အဲ့ခါမှာအဲ့လူပဲရှိတော့တဲ့အချိန်မှာအဲ့လူရဲ့စကားတွေကအခရာဖြစ်သွားပြီနော်အဲ့ဒီခါမှာလာပြီးဒါမွေးနဲ့ဒါမစားနဲ့ဒါပဲလုပ်နေနော်သွားရင်လည်းသူနဲ့သွားရင်ကိုလုံးချင်တာလိုက်လုပ်ပေးတာမဟုတ်ဘူးသူသွားချင်တယ်ရုပ်ရှင်ရုံသူကြည့်ချင်တဲ့ကားသူစားချင်တဲ့အစားတွေကိုကိုကလိုက်ဖြည့်စီပေးနေရတယ်အဲ့ဒီခါမှာဘာဖြစ်လာလဲကိုဘာကြိုက်တာလဲကိုဘာလုပ်ချင်နေရလဲကိုရဲ့စန္ဒာဘာလဲအနိခုနပြောတယ်ကိုဆိုတာပျောက်ဆုံးတယ်ကိုဆိုတာစပြီးပျောက်ဆုံးတယ်နော်နောက်လူမျိုး